Hello မိတ်ဆွေတို့ရေအမီရရဲ့ podcast ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်သင်ကတခါတလေအရေးကြီးတဲ့အရာတွေကိုမေ့နေတတ်လားဒါမှမဟုတ်စာတစ်ကြောင်းကိုဖတ်ပြီးတော့သိမကြပဲနဲ့မေ့သွားတာမျိုးရောကြုံဘူးလားFlora ကတော့လူတော်များကြုံမှုကြမယ်လို့ထင်ပါတယ်တကယ်တော့အဲ့လိုတစ်ခုခုကိုမေ့လွယ်တတ်တာကတခြားအကြောင်းရင်းကြောင့်လည်းဖြစ်နိုင်တယ်လို့သင်စားတဲ့အစားအသောက်နဲ့လည်းဆိုင်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ Flora ကအုံနောက်ဖက်ညာကောင်းစင်မဲ့အစားအစာတွေကိုအလွယ်တကူနားလည်လွယ်အောင်နှောက်ဝေပေးသွားမှာပါကဲအခုဆိုရင်အုံနောက်ဖက်ညာကောင်းမှုဘလို့အစားအစာတွေစားတင်လဲဆိုတာကိုဆက်ပြီးပြပြသွားပါမယ်ပထမဦးဆုံးကတော့ငါးတွေပါSalmon, mackerel လိုမျိုး fatty fish တွေမှာ omega 3 fatty acids တွေများစွာပါဝင်ပြီးအုံနောက်ဆဲတွေကိုအားကောင်းစေတယ်လို့မှတ်ဉာဏ်ကိုလည်းတိုးတက်စေပါတယ်။နောက်တစ်ခုကတော့ကြက်ဥပါ။ vitamin B6, B12 နဲ့ folate ပါဝင်တာကြောင့်အုံနောက်ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်ပါတယ်။ပြီးတော့နိုးနဲ့နိုးထွက်ပစ္စည်းတွေကလည်းကယ်လ်ဆီယမ်နဲ့ပရိုတင်းပါဝင်ပြီးအုံနောက်လှုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။အခုမှဒီဖြစ်တဲ့ Baldan တီ walnut တို့က vitamin E ပါဝင်ပြီးအုံနောက်ကိုကာကွယ်ပေးရဲ့အပြင်မှတ်ဉာဏ်လျော့နည်းမှုကိုနှောင့်နှေးစေပါတယ်။စစ်တီတွေထဲမှာဆိုရင် berry တီ လိမ္မော်ပန်းတီတို့မှာ antioxidants တွေများစွာပါဝင်ပြီးအုံနောက်ကိုထိခိုက်မှုကနေကာကွယ်ပေးပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပန်းကော်ပီစိမ်းကစွန်းရွက် broccoli တို့မှာလည်း vitamin K နဲ့ folate ပါဝင်ပြီးမှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။သမင်းညိုကလည်းအရေးကြီးပါတယ်။အုံနောက်အတွက်လိုအပ်တဲ့ဆန်ရည်ကိုပြည့်ပြည့်ချင်းပေးပြီးအာရုံစိုက်မှုကိုကောင်းစေပါတယ်။အချို့ဆိုင်သူတွေအတွက်ဆိုရင် dark chocolate ကိုလည်းအသစ်စားသင့်ပါတယ်။ flavonoids ပါဝင်တာကြောင့်အုံနောက်သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။နောက်ဆုံးအနေနဲ့ရေများများတောက်ဖို့မမေ့ပါနဲ့။ရေထဲမလုံလောက်ရင်အာရုံစိုက်မှုလျော့နေနိုင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့မှတ်ဉာဏ်ကောင်းစေမယ့်အစားအစာတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။မိတ်ဆွေတို့တွေအနေနဲ့မှတ်ဉာဏ်ကောင်းနေတယ်ဆိုရင်နေ့စဉ်စားတောက်ပုံကိုနည်းနည်းစီစတင်ပြောင်းလဲကြည့်ပါလို့ကြံပေးရှင်ပါတယ်။ပြပြသားတဲ့အစားအသောက်တွေကိုစနစ်တကျလိုက်စားကြည့်ကြပါဦးနော်ဒီလိုဘူးတတရစီရဲ့အကြောင်းအရာတွေကိုအပတ်တိုင်းမျှဝေပေးနေတာမို့လို့ MI channel တွေကိုအမြဲ check လုပ်ဖို့မမေ့ချနဲ့နော်ဒီနေ့ဗီဒီယိုကိုနားထောင်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပတ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်